အားလုံးပဲမင်္ဂလာပါ Sunshine Moto မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဂျာလင်းစူပါကတ်2009 model ဘိန်းလေးဖြစ်ပါတယ်ရှစ်တရာ80ရာခိုင်နှုန်းလောက်ကျန်မယ်ခွေတွေတန်ကြီးကင်းမယ်စမုတ်တွေလှမယ်အင်ဂျင်စီယိုစိတ်မရှိပါဘူးအင်ဂျင်လုံးဝငြိမ်မယ်စက်တက်မီလိုင်းတွေအကုန်ကောင်းပါတယ်ချင်းဒူးကဘက်မှန်မိကွက်ကားလေးတွေနဲ့ပစ္စည်းစုံပါပါတယ်2009 model လေးပါစေးသားလေးတွေတော့အနေငယ်ရော့ပါတယ်နောက်တာရလည်းတော်တော်လေးကြံပါတယ်နောက်ဂွေတွေလည်းလှပါတယ်နောက်ထိုင်ကုန်လေးပါကြောက်စဲလိုင်းစင်17ရပလက်သက်တမ်းက2026 17လပိုင်းထိကြံပါမယ်ဂျာလင်းဘိန်းလေးဖြစ်ပါတယ်ဒီဘိန်းလေးကိုရောင်းချပေးမဲ့ဈေးနှုန်းကတော့14သိန်း8000ဖြစ်ပါတယ်53ဘီလန်133ကြားမန္တလေးစက်မှု1 Sunshine Moto မှာလာရောက်ကြည့်ရှုဝယ်ယူအားပေးနိုင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်